ရက်နေ့ယုံလာပြည့်နေ့မန္တလေးတိုင်းဒေသကြီးမိထ္ထီလာမြို့နယ်တောင်ညံကုန်းအုပ်စုညောင်ကုန်းကြီးရွာဒီဟာဘူမီကျောင်းတိုက်အတွင်ဥပုသ္တိလစောက်တည်ကြကုန်သောဥပုသ္တိအပေါင်းတို့အားတရားဖြင့်ကျေးဇူးပြုပေးပါမယ်ဒီနေ့ကျေးဇူးပြုပေးမယ်တရားခေါင်းစဉ်လေးမှတ်ချင်ရင်တော့သောတာပန်နှင့်ကိလေသာပါတယ်လေသောတာပန်နှင့်ကိလေသာသောတာပန်နှင့်ကိလေသာပြီးခဲ့တဲ့ဥပုသ္တိကပြောလာတဲ့ပရမတ္ထတရားဘယ်နှပါလဲပရမတ္ထတရား၄ပါးလုံးပြအမလီအလောက်လေးတော့မှတ်ကြအောင်ပရမတ္ထတရားဘယ်နှပါတော့၄ပါးပါတွေတော့စေတသိက်ယောနိဗ္ဗာန်ဒီလောက်လေးမှမမှတ်မိရင်လည်းကျိုးဟောတာသိအဝါမြူဘူးဗျာပါတွေတော့စေတသိက်ယောနိဗ္ဗာန်အဲ့ဒါတွေကတခြားမှရှိတာမဟုတ်ခင်ဗျားတို့ကျတို့ခန္ဓာတိုင်းမှာရှိနေတာအဲ့ဒီမှာစေတသိက်အကြောင်းပြောလာတယ်ခြေကပညာသမစေတသိက်73ပါးအကုသိုလ်စေတသိက်14ပါးသောဗနာစေတသိက်25ပါးပေါင်းလိုက်ရင်52ပါးအဲ့ဒီ52ပါးတွေကနေပြီးတော့ကုသိုလ်အရာအကုသိုလ်အရာစေတသိက်အားဖြင့်14ပါးရှိပေမဲ့လို့သူငါတတ္တဝါတွေရဲ့တဏ္ဍာမှာအဖြစ်များတာကအဲ့ဒီ14ပါးသောအကုသိုလ်တွေကအဖြစ်များတယ်နောက်ကကုသိုလ်ပိုင်းဆိုင်ရာစေတသိက်25ပါးကဖြစ်တာနည်းတယ်နော်ဘဝတန္တရာတစ်ချောင်းလုံးခင်ဗျားတို့အပြည့်ပြောတာလည်းမဟုတ်ဘူးဟုတ်ပြီဒီနေ့သောတာပန်နဲ့ကိလေသာဒါလေးဘာလို့ပြောတယ်လဲဆိုရင်ဦးဇင်းကလင်္ကာလေးတစ်ခုယုံနံမတိကံပိအန္တာယုံနံမြင်တိကောင်းပိကလျာကြောင်းကျိုးမြင်ကသုလသောတာကိလေဖြတ်မြင့်မြတ်အရိယာအဲ့ဒီလင်္ကာလေးကိုယုံနံမတိကံပိအန္တာယုံနံကိုမသိလို့ရှိရင်အန္ဓဘာလပုထုဇဉ်ကောင်းတစ်ကလေးပေါ့တစ်ယုံနံမသိရင်အန္ဓဘာလပုထုဇဉ်နံပါတ်2ကနေ့ယုံနံမြင်သိကောင်းပြီကလေးဟာယုတ်သဘောနာသဘောကိုကိုယ်ပိုင်ဉာဏ်ဖြင့်ပိုင်နိုင်ခွဲခြားသိနိုင်ပြီဆိုရင်ကလျာဏပုထုဇဉ်3ကြောင်းကျိုးမြင်ကသုလသောတာအရာကပရိစ္ဆသမုပ္ပါတရားနားလည်ပြီးတော့ယုံနံတို့ရဲ့ဖြစ်တဲ့အကြောင်းဖြစ်ခြင်းအကျိုးကိုခွဲခြားသိသွားပြီဆိုရင်သုလသောတာပန်နောက်ဆုံးကကိလေဖြတ်မြင့်မြတ်အရိယာအရာကသောတာပန်ပုဂ္ဂိုလ်ဒီပင်လင်သောတာပတ္တိမေညာပူညာရသည်နှင့်တပြိုင်တည်းကိလေသာကိုပယ်၍မြင့်မြတ်သောအရိယာအဖြစ်သို့ရောက်ပါသည်ဒီလိုလေးရေးပြီးတော့မျှဝေတာအဲ့ဒီမှာ comment မှာလာပြီးတော့ရေးတာကဘာရေးတယ်လဲဆိုတော့သောတာပန်ဟာတဲ့ကိလေသာမပယ်ပါဘူးတဲ့ဒီလိုရေးတာအဲ့ဒါနဲ့ဦးဇင်းကဘာလေးပြန်ပြောလိုက်တယ်လဲဆိုတော့ရေးလိုက်တယ်လဲဆိုတော့လေးလာပါဦးဒီလောက်ကလေးပဲဟိုတော်တန comment မှာသူတို့မကြိုက်လို့မှတ်နေသိပြီးတော့ပြန်မဖြေခဲ့တယ်ပြဿနာတွေဖြစ်ပြီလို့အဲ့တော့နောက်တစ်ခါသူကဘာပြန်ရေးတယ်လဲဆိုတော့ဘုရားလက်ထက်ကတဲ့ဝိသခာဟုတ်ပြီလားမှန်ပါဗျာဝိသခာကျောင်းအမကြီးဆိုရင်9နှစ်နဲ့သောတာပန်တည်ပါတယ်တဲ့အိမ်တောင်သားမွေးလုပ်ပါသေးတယ်တဲ့ဒါသူကအိမ်တောင်သားမွေးတာကိုပဲကိလေသာလို့သူထင်ဟန်တူတယ်အဲ့တော့ဦးဇင်းကဗာလိရေးလိုက်တယ်လဲဆိုတော့သာဝတ္တဒသနတံပရာယတယတုဓမ္မဇဟိတာဘွန်တိတက္ကာယဒိဋ္ဌိဝိသိကိသိတင်္သာသီလပရံဝါပိဓာတိကိသိအဲ့ဒီဂါထာဒေသနာတော်ကိုပြန်ပြီးတော့လေးလာပါဒီလောက်ပဲဦးဇင်းကပြောလိုက်တာဟုတ်ပြီနော်အဲ့တော့သောတာပတ္တိမေညာကိုရလိုက်တာနဲ့တပြိုင်နက်တည်းတဲ့တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပရပရမာတလို့ခေါ်တဲ့တရား3ပါးကိုပယ်စွန်ပြီးသားဖြစ်သွားပါတယ်ဟုတ်ပြီအဲ့တော့
သောတာပန်နဲ့ကိလေသာလို့ပြောခဲ့တဲ့အတိုင်းကိလေသာပြီးခဲ့တဲ့ဥပုပ်ကပြောခဲ့တဲ့အကုသိုလ်စေတသိက်14ပါးအဲ့ဒီ14ပါးတွေကနေ10ပါးထုတ်လိုက်တာကိလေသာဆိုတာလောဘဒေါသမောဟမာနပြောကြည့်တာမှအဲ့4ပါးလောဘဒေါသမောဟမာနရတဲ့ကဒိဋ္ဌိဝိသိကိစ္စ6နဲ့9နဲ့6ကဒိဋ္ဌိဝိသိကိစ္စပြောဘာနဲ့ဘာနဲ့လဲဒိဋ္ဌိဝိသိကိစ္စဘုဘကခုနှစ်ချက်ကထိနာဩဒိစ္စအားတယ်လေထိနာဩဒိစ္စဘုဘကအာဟိရိကအနုတ္တပဘယ်နှပါတော့4ပါးဒီဘက်က6ပါးရဲ့ပေါင်းရင်10ပါးအကုသိုလ်စေတသိက်14ပါးထဲမှာကျမ်းနေတာကမိဋ္ဌာနဲ့ကုတ်ကုတ်စအိတ်တာမစ္စရိယအိတ်တာမစ္စရိယဘုရားကကိလေသာတွေကိုထည့်မဟောဘူးသူ့ကိုတန်ရောတင်ကြမှာထည့်ဟောတယ်အဲထားလိုက်တော့14ပါးတွေကခြေဟာလောဘဒေါသပါတယ်လေလောဘဒေါသကိလေသာအာယုံကာမဂုဏ်ကိုလိုချင်တာလောဘဟုတ်ပြီနော်နောက်တစ်ခါဒေါသစိတ်ဆိုးတာအမြဲထွက်တာဒေါသကိလေသာအဲ့တော့ကိလေသာဘာလို့ကိလေသာလို့ခေါ်တာလဲဘုရားဆိုရင်တတ္တဝါတွေရဲ့စိတ်ကိုပူလောင်စေတတ်ညှဉ်းနှွမ်းစေတတ်လို့ပြောကြည့်တတ္တဝါတို့ဤစိတ်ကိုပူလောင်စေတတ်ညှဉ်းနှွမ်းစေတတ်လို့လောချင်တဲ့စိတ်တွေအားကြီးလာပြီဆိုရင်တို့ပုဂ္ဂိုလ်စိတ်တွေပူလောင်လာပြီဒေါသတွေကြီးရင်လည်းပူလောင်လာပြီနောက်တစ်ခါလောဘဒေါသမောဟအမှန်တရားကိုမသိတဲ့ပုဂ္ဂိုလ်ဟာလည်းအမှားတွေထက်ခါလုပ်တဲ့အတွက်ထိုပုဂ္ဂိုလ်ရဲ့တန်တရာခရီးဟာကောင်းတာနဲ့မကောင်းတာဘယ်ဟာများမှာမကောင်းတာများမှာဒါကြောင့်မောဟလည်းကိလေသာမောဟဇက်ခနဲ့တော့သူကကိလေသာအပူဓာတ်မပေးဘူးနော်ခုနလောဘနဲ့ဒေါသတော့ထင်ရှားတယ်မာနငါတော်ငါတငါသိဟုတ်ပြီလားအတော်ဆိုးတာနော်အဲ့ဒီမာနပါတယ်လေငါတော်ငါတငါသိငါတော့ဘယ်သူမှနားမလဲဘူးအဲ့ဒီပုဂ္ဂိုလ်သွားပြီဘယ်ဆရာမှဆေးကူလို့မရတော့ဘူးဘာဝင်သွားတာမာနကိလေသာဝင်သွားတာအကိလေသာယောဂနော်ဟုတ်ပြီကြားတဲ့ကဘာနဲ့လဲဒိဋ္ဌိနဲ့ဝိသိကိစ္စဘာနဲ့လဲဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့တော့ဒိဋ္ဌိဆိုတာဘာလဲဆိုတော့ယုံနာနှစ်ပါးကိုယုံနာနှစ်ပါးလို့မသိဘဲနဲ့ငါကိုငါကန္တာငါသူတစ်ပါးယောက်ျားမိန်းမလို့စွဲထားတာကဒိဋ္ဌိနော်တန်တော်ကာယောတက္ကာယောတဲ့တန်တော်အထင်ရှားကြည့်သောယုံနာနှစ်ပါးကိုနော်ငါသူတစ်ပါးယောက်ျားမိန်းမလို့စွဲလိုက်လို့ရှိရင်ဒိဋ္ဌိတန်တော်ကာယောတက္ကာယောဆိုတာအထင်ရှားကြည့်နေတာကတက္ကာယဗျအဲ့ဒီတက္ကာယကိုမှငါသူတစ်ပါးယောက်ျားလို့စွဲလိုက်ရင်ဒိဋ္ဌိပေါင်းလိုက်တော့တက္ကာယဒိဋ္ဌိဟုတ်ပြီနော်ယုံနာမကွဲသေးသေး၍ခင်ဗျားတို့တို့ဘာကြည့်နေတော့တက္ကာယဒိဋ္ဌိရှိနေတယ်နောက်တစ်ခါဝိသိကိစ္စဖရာတရားတန်ခါအပေါ်မှာယုံမှားတဲ့သဘောနော်ယုံကြည်မှုအားနည်းတဲ့သဘောဒီပါတယ်လေဝိသိကိစ္စဟုတ်ပြီနော်နောက်တစ်ခါဟိုဘက်ကထိနာဩဒိစ္စထိနာဆိုတာကစိတ်မလားမဲ့ခတ်တိုင်းတိုင်းပြနေတာအိဩဒိစ္စဆိုတာကတရားထိုင်မှဆိုရင်စိတ်တရားဟိုရောက်ဒီရောက်နေတာဗာလဲဩဒိစ္စနောက်ဆုံးကအာဟိတိကအကုသိုလ်လောရမှာမချက်တာအနုတ္တပကအကုသိုလ်ရဲ့အကျိုးခံရမှာမကြောက်တာတော့ကိလေသာဘယ်နှပါ10ပါအဲ့ဒီ10ပါထဲမှာသောတာပတ္တိမဉ္ဇဉ်ကိုရလိုက်တာနဲ့တပြိုင်နက်တည်းရားတဲ့ကဒိဋ္ဌိနဲ့ဝိသိကိစ္စပါတယ်လေဒိဋ္ဌိနဲ့ဝိသိကိစ္စနှစ်ပါးကိုကိလေသာနှစ်ပါးကိုသောတာပတ္တိမဉ္ဇဉ်ကဘာလို့လိုက်တယ်လဲအကျွင်းမဲ့ပယ်လိုက်တာနော်ဒါကြောင့်သောတာပန်အပြည့်ဟာပထဗျာဧကရစ္စေနသောတာပတ္တိဖလံဝရံလို့ဘုရားကဟောတာဗျနော်မြေပြင်ကိုအစိုးရသောဧကရေမင်းစัจ जा မင်းထက်သောတာပန်ပုဂ္ဂိုလ်ကပို့ပြီးတော့မြတ်တယ်ဒီလိုပြောတာဘာကြောင့်မြတ်တာလဲဘုရားဆိုတော့အခုနကမြေပြင်ကိုအစိုးရတဲ့မင်းသင်ပြောခဲ့တယ်လေဗမာပြည်မှာဆိုရင်ဘယ်မင်းဟာနေရာအချက်ဆုံးလို့
နော်ယထာမင်းသာသနာလည်းမပြုဘူးလားပြုသလားပြုတယ်ဟုတ်ပြီနော်ဒါပေမဲ့တက္ကာယဒိဋ္ဌိမပဲခွာနိုင်တဲ့အတွက်သူနန်းစည်းစိမ်လူမာတို့ဘာလို့ကဲထားလိုက်တော့အဲ့ဒီမှာလူတွေတတ်တာတွေပါတယ်မလုံလားလုံသလားလုံတယ်အဲ့တော့အဲ့ဒီလူတယောက်ကိုတတ်လိုက်တဲ့အကုသိုလ်အပြစ်ကဘယ်လောက်ခံရမယ်ဆိုတာဘယ်သူသိလူမမသိဘူးဟိုသောတာပန်ပုဂ္ဂိုလ်ကြတော့ဟင်းတတ်ပါဆိုလို့တော့မတတ်တော့ဘူးသူတို့ဘက်ကတတ်မယ်ဆိုရင်တော့မတတ်ဖို့တားတာဘယ်မင်းတို့ဟမ်အဇာတတလေအဇာတတရဲ့အဖေကဘယ်သူလို့ဗိမိတာရလေဗိမိတာရကဘာဖြစ်နေပြီလဲသောတာပန်တည်ပြီးဟောပြီလားသူသားဝတ္တမယ်ဆိုတော့မတတ်ပါနဲ့ဟောပြီလားကဲထားလိုက်ပါတော့အဲ့တော့သောတာပန်ဖြစ်တာနဲ့တပြိုင်နက်တည်းဒိဋ္ဌိငါကိုငါခန္ဓာလို့စွဲတဲ့တက္ကာယဒိဋ္ဌိမရှိတော့တဲ့အတွက်အမှားလောက်ပါဆိုရင်တော့မလောက်တော့တဲ့အတွက်ထိုပုဂ္ဂိုလ်ဟာသိရင်အပယ်လေးပါးကလွတ်တယ်အကယ်၍ဘဝကျင်လေအောင်တော်မှာခုနှစ်ဘဝပဲသူကအလွန်ဆုံးနေကျင်လေတော့တယ်ဒါကြောင့်ဟိုကဧကရေမင်းသက်ကြမင်းအဖြစ်ကမကောင်းမှုလုပ်နိုင်သေးတဲ့အတွက်အပယ်လေးပါးကိုသွားနိုင်တယ်သောတာပန်ကြတော့အပယ်လေးပါးကိုရောက်သေးတဲ့အကုသိုလ်မှန်သမျှကိုမလုပ်တော့တဲ့အတွက်ဘာဖြစ်သွားမလဲအပယ်လေးပါးကိုမရောက်နိုင်တော့ဘူးဒါကြောင့်ဘသူကမြတ်ထားတယ်လေသောတာပန်ပုဂ္ဂိုလ်ကမြတ်ထားဟုတ်ပြီနော်ဟိုအိမ်တော်သားမွေးကလောဘနဲ့ဆိုင်တယ်ဟုတ်ပြီလားအဲ့ဒါကကာမကိလေသာလို့ခေါ်တယ်အခုဒိဋ္ဌိငါကုံငါခန္ဓာလို့အယူဆွဲနေတဲ့ဒိဋ္ဌိကိလေသာရဲ့နောက်တစ်ခါဝိသိကိစ္စဖေယတရားတန်ခါအပေါ်မှာယုံမှားတန်တရားဖြစ်နေတဲ့ကိလေသာရဲ့အဲ့ဒီကိလေသာနှစ်ပါးကိုဘသူကပယ်ရရတယ်လေသောတာပန်သောတာပတ္တိမဲ့ညာကပယ်လိုက်တာဥမကတက္ကာယဒိဋ္ဌိဝိသိကိစ္စတင်စသီလပဒံဝါပိယတိကိစ္စအဲ့ဒါကတော့ဟိုဥပါဒာနဲ့မှာသီလပရပရမာသလို့ခေါ်တဲ့ခွေးအကျင့်နွားအကျင့်တွေဟာမြတ်တယ်ဆိုပြီးတော့ခွေးတွေကျင့်တယ်လို့နွားတွေကျင့်တဲ့အကျင့်မျိုးကိုဘယ်သောခါမှသောတာပန်ကမကျင့်တော့ဘုရားသာသနာမှာအပခြားသောသာသနာမှာမဂ္ဂင်7ပါးအကျင့်မရှိဘူးမဂ္ဂင်7ပါးအကျင့်ဒီသာလင်မဉ္ဇဉ်ပူညာရကြောင်းလို့ဘယ်သူမှမတိုက်တွန်းမဲနဲ့သူ့တဏ္ဍာမှာအဲ့ဒီတတ္တိကအလိုလိုတွေရောက်သွားတဲ့အတွက်ခုနကသီလပရပရမာသလို့ခေါ်တဲ့တန်ရောစဉ်လို့လည်းပြောလို့ရတယ်အဲ့ဒီတရားကိုပယ်လိုက်တာဟုတ်ပြီအဲ့တော့ကိလေသာအနေနဲ့ပြောတဲ့အခါကျတော့ဗာနဲ့ဗာလဲဒိဋ္ဌိနဲ့ဝိသိကိစ္စဟုတ်ပြီဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေသောတာပန်နဲ့ကိလေသာဆိုတဲ့နေရာမှာသောတာပန်ဒီကိလေသာ10ပါးတွေကဘယ်နှပါးကိုပယ်ပြီးသားဖြစ်သွားတယ်လဲဒိဋ္ဌိနဲ့ဝိသိကိစ္စဟုတ်ပြီဒိဋ္ဌိနဲ့ဝိသိကိစ္စပဲလားဖေဟာဆိုတော့ဟိုးနောက်နာကနော်အာဟိရိကနဲ့အနုတ္တပအဲ့ဒါလေအာဟိရိကနဲ့အနုတ္တပအဲ့ဒါတွေရောမပယ်ဘူးလားဆိုတော့ထိုပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာအားတဲသွားပြီနော်အကုန်လုံးတော့အကျွင်းမဲ့မပယ်သေးဘူးဘာလို့တော့ချိန်နာမကိန်းစားပြီးတောကမ္မကရောတိပါပကံကာယနာဝါစာဥဒ္ဒစိတ္တဝါအပပသောတတ္တပရိစ္ဆရာယဆိုတဲ့ပါဠိကလာတယ်ဗျအကယ်၍များတဲ့နော်သောတာပန်ပုဂ္ဂိုလ်ဟာအကုသိုလ်အမှုတစ်ခုခုပြုမိတယ်ဆိုရင်တောင်မှအပယ်လေးပါးကိုမရောက်တော့ဘူးဟုတ်ပြီနော်မပြုဘူးလို့မပြောဘူးနော်ဟုတ်လားအကုသိုလ်အလုံးကိုသူပယ်တာဟုတ်ရဲ့လားမဟုတ်ဘူးဒါပေမဲ့အပယ်လေးပါးရောက်တင်နိုင်တဲ့အကုသိုလ်မှန်မြောက်တော့ပယ်သောခါမှာမလုံတော့ဘူးဒါကြောင့်အဲ့ဒါလေသောတာပန်နဲ့ကိလေသာအဲ့ဒါလေသောတာပန်နဲ့ကိလေသာသောတာပန်သည်သောတာပန်သောတာပတ္တိမဲ့ညာကိုရတာနဲ့တပြိုင်တည်းဘာကိုပယ်ပြီးသားဖြစ်သွားတယ်လေဒိဋ္ဌိနဲ့ဝိသိကိစ္စအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေသောတာပန်မဖြစ်သေးတောင်မှဟုတ်လားသုဒ္ဓမယညာနဲ့ယုံနံကိုသိအဲ့ဒါညာတပရိညာညာတပရိညာနေပြီးတော့ကိုယ်တိုင်ကျွမှတ်လို့ဘယ်နာမှာလှုပ်တယ်ဘယ်နာမှာနားတယ်လှုပ်တယ်နားတယ်ညောင်းတယ်ကြိုက်တယ်အကုန်လုံးခန္ဓာထဲမှာပေါ်သမျှဒီဘသူရဲ့သဘောရုပ်ရဲ့သဘောဘသူရဲ့သဘောရုပ်ရဲ့သဘောအဲ့ဒီရုပ်ဖောက်ပြန်တာကိုသိတာလေးကနာမ်ခန္ဓာထဲဉာဏ်နဲ့ကြည့်ဟုတ်ပြီလားတော့ခန္ဓာထဲမှာရှိတဲ့တရားမှန်သမျှကိုပိုင်သလားပိုင်ပါဘူးဒါပေမဲ့လို့ပိုင်တယ်လို့မထင်ကြဘူးလားထင်ပါတယ်ထင်တာပေါ့နော်
ဟုတ်ပြီလားအဲ့ဒီထင်တဲ့အတွက်ငါကိုငါခန္ဓာလို့ဆွဲတဲ့တက္ကာယဒိဋ္ဌိကဝင်လာတာဗျအေးရုပ်ကိုယုံမှန်သိသွားတဲ့ပုဂ္ဂိုလ်ကြတော့အပြောသာသူငါကိုငါခန္ဓာဆွဲမယ်ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါရှုတဲ့အခါကျတော့ငါကိုငါခန္ဓာလို့ဆွဲပါဦးမလားမဆွဲတော့အေးအဲ့ဒါဆိုရင်ဒီဘဝသုတိစိတ်ချနောက်ထပ်အပေလေးပါမရောက်ဘူးကွဗျအဲ့ဒီပုဂ္ဂိုလ်ဟာနတ်ပြည်ရောက်ပြီးတော့နတ်ပြည်မှာဆက်လက်ပြီးတရားအားထုတ်ခွင့်ရမယ်တရားနာခွင့်ရမယ်ဆိုရင်အဲ့ဒီနတ်ပြည်မှာပဲဗာရနိုင်တယ်လေသောတာပတ္တိမဉ္ဇဉ်ကိုရရှိနိုင်တယ်လို့မှတ်သားပြီးတော့နော်ကိုယ်တဏ္ဍာမှာရှိတဲ့ရုပ်သဘောနာမ်သဘောကိုယ်ပိုင်ဉာဏ်နဲ့သိအောင်ကြိုးစားအားထုတ်နိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေကုန်သတည်း